မာရီကနေရန်ပေါ်မှာကြက်ရုပ်လေးတစ်ရုပ်ကိုဆွဲလိုက်ပြီးတာနဲ့နောက်တစ်စက္ကန့်မှာပဲအဲ့ဒီကြက်ကနေရန်ပေါ်ကနေဝုန်းခနဲ့ခုန်ချပြီးတကယ်ကြက်အစ်စ်ဖြစ်သွားခဲ့တယ်ဒါကိုမြင်လိုက်ရတဲ့သူမရဲ့ကြောင်းတောင်မိဘနှစ်ပါးစလုံးထိတ်လန့်တုန်လှုပ်ပြီးစွန့်သွားကြတာပေါ့တကယ်တော့မာရီရဲ့စုတ်တန်ဟာတာမန်စုတ်တန်တစ်ခုမဟုတ်ပါဘူးအဲ့ဒါကတီချာမင်းရဲ့လက်ထဲကနေတိုက်ရိုက်ရလာတဲ့မော်စုတ်တန်ဖြစ်နေလို့ပါဒီစုတ်တန်ဟာတီချာမင်းအမှုလုံးမဲ့အချိန်ကိုစောင့်ဆိုင်ပြီးလူပြည်လောကမှာရှောက်လေဖို့ကောင်းကင်ဘုံကနေခိုးထွက်လာခဲ့ဒါဖြစ်ပါတယ်အဲ့ဒီအချိန်မှာပဲမာရီရဲ့ဦးလေးရင်းဖြစ်သူကအကျွေးဆက်ဖို့အတွက်မာရီကိုတားတက်သမားတစ်ယောက်စီရောင်းချနေခဲ့ပါတယ်ဒါပေမဲ့တားတက်သမားမှလည်းအိမ်မှာအိပ်ရလဲနေတဲ့ကျမကြီးမကောင်းတဲ့ဇနီးတည်ရှိနေပြီးကလေးတစ်ယောက်ကိုကျွေးမွေးဆောင်ရှောက်ဖို့အင်အားမရှိရှာပါဘူးတားတက်သမားကဦးလေးဖြစ်သူကိုဆဲဆိုချိန်ဆဲပြီးမာရီကိုခြံထားခဲ့ကလှည့်ထွက်သွားခဲ့ပါတယ်မာရီအသက်9နှစ်အရွယ်မှာလူဆိုးတွေကသူမရဲ့မိဘတွေကိုတပ်ဖြတ်ခဲ့တာကိုမျက်ဝါးထင်ထင်မြင်ခဲ့ရလို့စိတ်တန်ရာအပြင်းထန်ရခဲ့ရှာပါတယ်အခုတော့သူမရဲ့ဦးလေးကပါသူမကိုစွန့်ပစ်လိုက်ပြီးမို့မာရီဟာလုံးလုံးလျားလျားမိဘမဲ့ဖြစ်သွားခဲ့ရပါပြီသူမဟာဖခင်ဖြစ်သူကိုလွမ်းဆွတ်တန်းထားတဲ့အနေနဲ့ဖခင်ရဲ့စုတ်တန်လေးကိုထုတ်ပြီးစုပ်ကင်ထားစင်မှာပဲအနာကဖြစ်သွားတဲ့မော်စုတ်တန်ကဒီမြင်ကွင်းတစ်ခုလုံးကိုမြင်တွေ့သွားခဲ့ပါတယ်မော်စုတ်တန်ဟာမာရီခံစားခဲ့ရတဲ့ဒုက္ခတွေအတွက်စိတ်မကောင်းဖြစ်မိတာကြောင့်မာရီရဲ့စုတ်တန်တွေကိုပူးကပ်ဝင်ရောက်ပြီးသူမရဲ့ကံကြမ္မာကိုပြောင်းလဲပေးဖို့တစ္ဆာတိတ်ထန်ပြုလိုက်ပါတော့တယ်မာရီဟာကြောက်ခဲတစ်လုံးကိုတိုက်မိပြီးလဲကျသွားတဲ့အချိန်မှာစုတ်တန်ကသူ့မလက်ထဲကနေလွင့်ထွက်သွားခဲ့ပါတယ်။သူမလည်းစုတ်တန်ကိုအသေးအတန်ပြန်ကောက်ခဲ့ပေမဲ့အငတ်ငတ်အပြက်ပြက်နဲ့အင်အားကြီးနေပြီဖြစ်တဲ့မာရီဟာတကယ်အစ်စ်ဖြစ်လာပါစေတော့လို့စိတ်ထဲကနေတိတ်တဆိတ်ဆူတောင်းရင်းစီးနှင်းတွေပေါ်မှာမုံလုံးလေးတစ်လုံးကိုဆွဲလိုက်ပြီးနောက်မောပန်းနွမ်းနယ်မှုကြောင့်သတိလစ်လဲကျသွားခဲ့ပါတယ်။အဲ့ဒီအချိန်မှာစောစောကတားတက်သမားကမာရီကိုမတော်တဆတွေ့ရှိသွားခဲ့ပါတယ်။သူကမာရီကိုသူ့အိမ်ကိုအမြန်ပွေ့ချီခေါ်ဆောင်သွားခဲ့ပေမဲ့သူထွက်သွားတဲ့အခိုက်အတန့်မှာပဲနှင်းပေါ်ကဆွဲထားတဲ့မုံပုံရိပ်ဟာတကယ်စားစရာအစ်စ်မှန်ဖြစ်သွားခဲ့ပါတော့တယ်မာရီနိုးလာတဲ့အခါနှွေးထွေးပြီးတက်တောင့်တက်တာရှိမှုကိုခံစားလိုက်ရပါတယ်။သူမကိုသူမကောင်းကင်ဘုံကိုရောက်သွားပြီလို့ထင်မှတ်နေတော့တတ်တမကပူပူနွေးနွေးဆန်ပြုတ်တပံကန်ယူလာပေးပြီးအကုန်တောက်လိုက်ဖို့ပြောပါတယ်။မာရီလည်းချက်ချင်းထထိုင်ပြီးတငုံတောက်လိုက်ပေမဲ့ဒုတိယတငုံတောက်ခါနီးမှာပဲတတ်တမဇနီးတဲ့ရဲ့ပိုက်စာလိုမြည်တမ်းကိုကြားလိုက်ရပါတယ်။မာရီဟာလင်မယားနှစ်ယောက်စလုံးသူမကိုကြွေးဖို့အတွက်ငငက်ပြက်ပြက်နေခဲ့ကြမှန်းသိသွားခဲ့ပါတယ်။ဒီလိုငတ်မှုခေါင်းပါတဲ့ကာလမှာသူတို့ကိုယ်တိုင်တော့မနေရုံကန်နေရတာပါ။သူမအနေနဲ့သူတစ်ပါးအပေါ်ဝင်ထုတ်ဝင်ဖို့မဖြစ်ချင်တာကြောင့်ဆန်ပြုတ်ပကံကိုချထားခဲ့ပြီးတကားဖွင့်ကထွက်ခွာဖို့ပြင်ပါတော့တယ်။ဒါကိုတတ်တမကမကြည့်ရပဲမာရီကိုမိဘမဲ့အဖြစ်ထပ်မံမစွန့်ပစ်ချင်တာကြောင့်တမိအဖြစ်ငွေစားဖို့ကန့်လန့်လိုက်ပါတယ်မာရီရဲ့မျက်ရည်တွေဟာဝေါကနေစီကျလာပြီးဇနီးတဲ့ရဲ့ရင်ခွင်ထဲကိုပြေးဝင်ဖက်လိုက်ပါတော့တယ်ခဏတာအတွင်းမှာပဲမိဘပြန်ရလာတယ်လို့နှွေးထွေးမှုကိုသူမခံစားလိုက်ရပါတယ်ဒါပေမဲ့အဲ့ဒီလင်မယားနှစ်ယောက်ကတော့သူတို့ရဲ့ဒီကယူနာစိတ်ထားလေးကသူတို့ရဲ့ကံကြမ္မာကိုတစ်စစ်ချိုးပြောင်းလဲပစ်တော့မယ်ဆိုတာမသိခဲ့ကြပါဘူးမကြခင်မှာပဲလင်မယားနှစ်ယောက်စလုံးမျိုးတဲကိုအတူတူထွက်သွားကြပါတယ်သူတို့ထွက်သွားတာကိုကြည့်ရင်မာရီဟာအာနာစိတ်နဲ့စိုးရိမ်စိတ်တွေပြည့်နေနေခဲ့ပါတယ်သူမသားမရှိရင်သူတို့ငပြက်နေမှာမဟုတ်တယ်လို့ရှိစုမဲစုပစ္စည်းတွေကိုလည်းရောင်းချစရာလိုမှာမဟုတ်ပါဘူးတာတတ်တမမိသားစုဟာလူကောင်းတွေမို့မာရီကသူတို့ကိုဒုက္ခမပေးချင်တာကြောင့်လှည့်ထွက်သွားဖို့ဆုံးဖြတ်လိုက်ပါတယ်ခြံဝင်းထဲရောက်တဲ့အခါအမှတ်တရဖြစ်စေဖို့အတွက်နေရန်ပေါ်မှာကြက်ရုပ်လေးတစ်ရုပ်ကိုစုပ်တန်နဲ့ဆွဲခဲ့ပါတယ်ဒီကြက်လေးသာတကယ်အစ်စ်ဖြစ်လာရင်သူတို့ငှက်ကြတော့မှမဟုတ်ဘူးလို့တွေးပြီးမာရီဟာပုံဆွဲပြီးမှပဲထွက်ခွာသွားခဲ့ပါတယ်ဒါပေမဲ့သူမထွက်သွားတာနဲ့တပြိုင်နက်ကြက်လေးကနေရန်ပေါ်ကနေခုန်ချပြီးအသက်ဝင်လာခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲလင်မယားနှစ်ယောက်အိမ်ပြန်ရောက်လာပြီးဘဲကမမ်းမတိရောက်နေတဲ့ကြက်ကိုမြင်လိုက်ရပါတယ်တာတက်သမားကသူ့ဇနီးနဲ့သမီးလေးအတွက်စွပ်ပြုတ်ချက်ကျွေးဖို့ကြက်ကိုချက်ချင်းဖမ်းလိုက်ပြီးမဲ့ဇနီးဖြစ်သူကတားလိုက်ပါတယ်သူမကကြက်ဥရဖို့အတွက်ဒီကြက်ကိုမွေးထားချင်တာပါဒါမှသူတို့မှကြက်ဥတွေအမြဲတမ်းရနေမှာဖြစ်ပါတယ်အဲ့ဒီအချိန်ကျမှမာရီပြောင်းနေတာကိုသူတို့သတိထားမိသွားကြပါတယ်။မာရီဟာဝင်တော့ဝင်ဖို့မဖြစ်ချင်လို့ထွက်သွားမှန်းသိလိုက်ပြီးအနေနဲ့ကြုံရမှာကိုစိုးရိမ်တာကြောင့်သူမကိုလိုက်ရှာဖို့အမြန်ပြေးထွက်ခဲ့ကြပါတယ်။နောက်ဆုံးမှာတော့မာရီမိဘတွေရဲ့ကူပေးမှန်အနားမှာမာရီလေးမေးလဲနေတာကိုတွေ့ရှိသွားပြီးသူတို့ရင်ကွဲမတက်ခံစားလိုက်ရပါတယ်။သူတို့မာရီကိုပွေ့ချပြီးအိမ်ပြန်လမ်းမှာတော့တပြကိုင်းတစ်ခုနဲ့ထိတ်တိုက်တိုးပါတော့တယ်။တားတက်သမားမှလည်းရွေးချယ်စရာမရှိပဲမိမိတို့မှာပတ်စံမရှိကြောင်းပြောပြီးလွှတ်ပေးဖို့အတနာခံတောင်းပန်ခဲ့ရပါတယ်။ဒါပေမဲ့တပြတွေကတော့လက်မခံပါဘူး။သူတို့ကဒီလိုငတ်မှုခေါင်းပါတဲ့ပေးဆိုးကြီးထဲမှာစားဖို့တောင်ခက်ခဲနေတာမို့ဘယ်သူမှပတ်စံမရှိဘူးလို့အော်ဟစ်ငေါငန်းပြီး